ဒါလေးကတော့ကျွန်တော်မကွေးနဲ့တောင်ရင်းကြားမှာတွာလာနေပါတဲ့ကျွန်တော်မိချောင်းရဲမျိုးမင်္ဂလာဆောင်တွားရောက်ရိုက်ခွင့်ရဖြစ်ခဲ့တဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ကျွန်တော်ဒီမှာညာလန်းခေရထားရိုင်းမကြောက်ဆိုပေမဲ့လည်းကျွန်တော်တို့ဒီလွမ်းစရာတာမညာတွေရောစားတာလောက်တယ်ပေါ့နော်ခုကတော့ကျွန်တော်ဒီမီချောင်းရဲ့လမ်းဘက်ကိုရှောက်ပြီပေါ့နော်ကျွန်တော်ရောက်သွားတဲ့ချိန်ကလည်း9နာရီခွဲ6နာရီလောက်ဆိုတော့ကျွန်တော်တို့ဒီမှာနေဝင်စီးစာနဲ့ကြုံတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်လမ်းကြောင်းအရင်ကောင်းနေဆိုရင်ရှမ်းမောင်းလို့မရဘူးပေါ့နော်ဒီမှာကျိုင်းခွက်ကြီးနှစ်ခုလောက်ကဒီမမြင်ရတဲ့နေရာတွေမှာရှိရပေါ့နော်အဲဒီထားမောင်းမှာပဲဖြစ်ပါတယ်ခုကတော့ကျွန်တော်တို့ဒီလက်ပံနဲ့စီးကြိုနေတဲ့ဒီမီချောင်းရဲ့မြို့ကိုရှောက်ပြီပေါ့နော်ကျွန်တော်နေဝင်ချင်းရဲ့လက်ပံမင်းတထားလေးတစ်စင်းရတော့ကျွန်တော်တို့ကတော့ပကြီးကားတစ်ချက်လိုပါပဲတော်တော်မိုက်ပါတယ်ကျွန်တော်ဒီလူတွေဝင်လမ်းဝင်ခဲ့လိုက်တာပေါ့နော်ဒီမှာစေးုံစီကံပညာမြလက်ပညာလည်းရှိရပြီးတော့ဒီမှာဆိုရင်ကျွန်တော်စေးရီစင်းလူတော်တွေရုပ်ပွားတော်တွေအများကြီးရှိရပေါ့နော်လူလေးကတော့အေးချင်းချင်းပါပဲတော်တော်မိုက်ပါတယ်ခုကတော့ကျွန်တော်တို့ဒီအိမ်မဲအိမ်ကိုရောက်ပြီဆိုတော့ကျွန်တော်တို့ဒီဖားရဲကျွန်တော်တို့ပစ္စည်းလေးထုံမှာပဲဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့အိမ်မဲနေရာမှာနေရာချမယ်ပစ္စည်းထားမယ်ပေါ့နော်ကျွန်တော်တို့ဒီနေ့တွဲဝယ်တာတော့တော်တော် fine ပါတယ်ခုကတော့ကျွန်တော်တို့ဒီအိမ်ရမယ့်နေရာပေါ့နော်ကျွန်တော်ပစ္စည်းချပြီးတော့ကျွန်တော်ဆရာပြင်ဆင်ကိုမြင်နေတယ်ဆိုတာနဲ့တို့တာလိုက်ပြမယ်ခဏဆောင်ဆိုပြီးတော့တစ်ချက်မန်တက်ကိုခေါ်သွားရပေါ့နော်ကျွန်တော်လမ်းမှာမြင်ရတဲ့ view လေးရတယ်တော်တော်လှပါတယ်ကျွန်တော်တို့ဒီမှာဆိုရင်တော့ကျွန်တော်အမှားလုပ်တဲ့နွားတအုပ်ကကိုလမ်းကိုရှောက်တယ်ဆိုထားတယ်လမ်းကိုတက်လာတယ်ပေါ့နော်ကျွန်တော်ပြင်ဆင်ရတော့မြင်ကလေးကလာပြီးရပါကျွန်တော်တို့ဒီအထက်ရောက်တော့ဝင်ကြီးမှာနာမည်စာထိုးတော့နိုင်ငံတော်ချင်းစုံဆိုတာနဲ့ပြန်ထွက်ခဲ့လိုက်တယ်ပေါ့နော်ကျွန်တော်ခုကတော့ဒီမြစ်ဆက်မှာဖြစ်တတ်တာလေးကိုတစ်ချက်သွားကြည့်မှာပဲဖြစ်ပါတယ်ဒီမှာဆိုရင်တင်မောချင်းပညာစောင့်နေရလဲရှိရပေါ့နော်ကျွန်တော်ဒီဘက်ချမ်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့တင်မောချင်းပြီးကန်နေပေါ့နော်ဒီမှာတော့လှေစိတ်ပညာကိုပြောဝဲစားတဲ့နေရာထက်ကျွန်တော်တို့ဒီလုံးတဲ့နေရာနည်းနည်းပိုဆန်နေပေါ့နော်ဒါဘက်ကမြင်ရတော့မလွန်တတာပဲဖြစ်ပါတယ်ကျွန်တော်မြင်ရတဲ့ view တော့တော်တော်မိုက်ပါတယ်ခုကတော့ဒီနေမျိုးလေးရဲ့ထုံးစံတိုင်းပေါ့နော်ဒီနေ့မို့ချော်ရင်ပြင်မနေရမကောင်းဆိုတဲ့စိတ်နဲ့ပဲကျွန်တော်အိမ်ကိုပြန်ခဲ့လိုက်တယ်ပေါ့နော်ကျွန်တော်ဒီတဲအိမ်မှာပဲညစာစားပြီးတော့အိပ်တော့မှာပဲဖြစ်ပါတယ်ကျွန်တော်ဒီကတော့ကျွန်တော်အသွားတော့မရိုက်ခင်ပြီးရုပ်ပွားတော့ပေါ့နော်တော်တော်မိုက်ပါတယ်တော်တော်လည်းတက်ပဲပါတယ်ကျွန်တော်ညစာစားပြီးနောက်မှာတော့ဒီလက်ဖန်လုံးမဲ့လုပ်ကိစ္စလေးဆိုစဉ်းစားတင်ကြတာကိုတော့ကောင်းဆုံးလိုက်ပါတယ်ကဲခုကတော့ဒီတပြင်းမချခင်မနဲ့လင်းစာရီဆိုကျွန်တော်တို့ဒီမိတ်ကပ်လွတ်လေးရိုက်ဖို့တစ်ချက်ထားတယ်ပေါ့နော်ခုကတော့ကျွန်တော်မန်တက်ကိုထရိုတာဒီမှတ်တမ်းတက်ပုံရိုက်ဖို့တစ်ချက်လိုက်ပို့တာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေမျိုးလေးရဲ့ဒီမနက်ခင်းစထားလေတော်တော်မိုက်ပါတယ်လုံးဝမြူတွေဆိုင်ပြီးတော့တော်တော်လမ်းမှာကြည့်ရတယ်ဒါတွေကတော့ဒီမှတ်တမ်းနေနေတော့တက်ပုံရိုက်ရုံဆိုတဲ့ season လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒါကတော့အပြင်မှာလွတ်ဆွဲနေကျွန်တော်ဆရာပါတခါလေဒီမီးရွာတွေမပါပဲဝတ်တော့ရဲတယ်မိုက်တယ်ပေါ့နော်ခုကတော့ကျွန်တော်တို့ဒီစိုးကြမယ်ပြောကြမယ်အစီအစဉ်ပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီမန်တက်မှာလည်းလူသိပ်မရှိတော့ဘူးပေါ့နော်ကျွန်တော်တို့ဒီရင်းချာနဲ့ဘူရာလောက်ပဲကျန်ပါတော့တယ်ခုကတော့ဒီကျွန်တော်ဆရာနဲ့ကျွန်တော်ဒီဒရိုရာရိုမီတို့ဒီမြစ်ဆက်မှာဒီချစ်တက်တာလေးတစ်ချက်အလှပုံလေးနဲ့ရိုက်ကူးပြီးတော့ကျွန်တော်မန်တက်ကိုပြန်ခဲ့လိုက်တယ်ပေါ့နော်ကျွန်တော်တို့ဒီမန်တက်အရောက်မှာတော့ဒီဆက်စရခန်းနာပေါ့နော်ဒီခုကတော့ကျွန်တော်တို့နေ့လည်စာစားပြီးလို့ကျွန်တော်တို့ဒီချိန်မလွမ်းတဲ့အိမ်ပြန်လမ်းမကိုရှောက်ပြီပေါ့နော်ကျွန်တော်တို့ဒီမှာဆိုရင်လက်ပတ်မင်းကိုလည်းကျွန်တော်နှုတ်ဆက်ခဲ့လိုက်ပါတယ်ဒါလေးကတော့ကျွန်တော်တို့ဒီအညာမှာတော်တော်များတွေ့ရတဲ့ညောင်မင်းနဲ့ရှေးဦးစင်ပေါ့နော်ကျွန်တော်တို့ဒီအလေးကလည်းလမ်းမှာတွေ့ခဲ့တဲ့လူမနေရဲ့အင်္ဂလိပ်ပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီအညာနဲ့ထန်းတော်ဆိုတာလည်းဘယ်လိုမှခွဲလို့မရဘူးပေါ့နော်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်လည်းထမ်းမင်းတွေအများကြီးရှိပါတယ်
ခုကတော့ဒီရှင်းစိတ်အကျော်ပါပေါ့နော်လက်ပံမင်းကြီးတန်းနေတဲ့လက်ပံတန်းလေးကိုကျွန်တော်ရောက်ပြီးပဲဖြစ်ပါတယ်ဒီတလန်လုံးဗီဒီယိုရိုက်လာဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီမျိုးဝင်တိုးခေရောက်မှာပဲကျွန်တော်တက်ပြင်းကောင်းကောင်းချပြပါတယ်ကျွန်တော်ဒီဗီဒီယိုလေးကိုအစားဆုံးကြည့်ပြီးရလူတယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနောက်ထပ်လည်းဒီထက်ကောင်းတဲ့ quality ကောင်းတဲ့ဗီဒီယိုလေးဆက်လက်ကြိုးစားတော့အောင်မယ်ကျေးဇူးတင်ပါတယ်